တက်ကိုမဖြစ်မနေလဲသွားရမယ်မိတ်ကပ်သွားပြင်ဖို့အချိန်လဲမပြီးနိုင်ဘူးကိုပါတာကိုပြင်အစင်ပြေပါမလားစိတ်ပူနေဒီဗီဒီယိုမှာလွယ်လွယ်ကူကူနဲ့ပြင်နိုင်အောင်လို့တေချာလေးပြင်ပြပေးထားတယ်နော်တဲစုခုပြင်ပြနေတဲ့မိတ်ကပ် look ကလေပပကြည်ကြည်လေးနဲ့ glow look ကိုဦးစားပေးပြီးတော့ပြင်ထားတယ် eye shadow ကိုလည်းခုနောက်ပိုင်း timing သမီးတွေကြားမှာခစ်စားလာတဲ့ natural sun နဲ့ပုံစံမျိုးကိုချဲပြပေးမှာပါ moisturizer ကမဖြစ်မနေသုံးဖို့လိုအပ်တယ်နော်အသားရည်မှာအဆိုးတက်ရှိနေလို့မဖြစ်မနေလိုအပ်တယ်တခုတော့ရှိတယ် moisturizer လိမ့်ပြီးတာနဲ့ချက်ချင်းနေ primer makeup ကိုတတ်မလိမ့်နဲ့နော်အသားထဲကိုစိတ်ဝင်တဲ့အထိစောင့်ပေးပြီးမှနောက်ထပ် step ကိုလိမ့်ရမယ်တန်းလင်းရင် makeup ကွက်တာရွေးတာမျိုးဖြစ်တတ်တယ်အားဒါလေးတော့တတိထားပြီးတော့လိမ့်ရမယ်ဝတ်တဲ့ makeup ကိုအချိန်အများကြီးမပေးနိုင်ဘူးအချိန်နည်းနည်းပဲရတယ်ဆိုရင်အဓိကပြင်ရမယ် makeup point လေးတွေကိုတဲစုအခုပြင်ပြနေနဲ့ပြောပြပေးမယ်ဝတ်တဲ့ကို foundation အထူကြီးလိမ့်မဲ့အစားဒီ cushion လို့ concealer တို့လိုအပ်တဲ့နေရာလေးတွေဒီမျက်ကွင်းလိုအမဲဆက်တို့အမာယူနေရာလေးကိုခပ်ပါပါလေးနဲ့လိုက်ပုတ်ပေးပါအဲ့လိုမျိုးလုပ်တာကဒီအချိန်ကုန်နဲ့တက်တာတယ်မျက်နှာလည်းပြောင်လေးဖြစ်တယ်eyeshadow အရာအများကြီးမချင်နဲ့ကိုသုံးမဲ့ပါနေအောင်တို့မဟုတ်ပါတော့ပန်းရောင်နုနုလေးကိုမျက်ခွန်တစ်ပြင်လုံးကိုဖြန့်ချယ်မယ်မျက်လုံးအလဲတက်တက်မှာ glitter လေးပေါ့ကိုကြိုက်တဲ့ glitter ရွှေရောင်တို့မဟုတ်ပန်းဖက်တန်းတဲ့ glitter လေးအဖြူဖက်တန်းတဲ့ glitter လေးနည်းနည်းလေးပုတ်ပေးရုံနဲ့ဒီမျက်လုံးကလေးပွဲတဲ့ style မျိုးတောက်လေးဖြစ်သွားပြီနှာခမ်းလေးကိုကြားတော့ကိုနဲ့ light ဖက်တယ်လို့ထင်တဲ့ color လေးကိုဆိုချလိုက်ပြီးဒီ glick gloss လေးပေါ်ကနေပြီးတော့ထပ်တင်ပေးမယ်ဒါဆိုရင်ဓာတ်ပုံရိုက်တဲ့အခါမျက်နှာလေး fresh ဖြစ်တဲ့ပုံစံမျိုးလေးပို့ပြီးတော့ရတယ်တဲစုလဲလေပွဲတက်ဖို့အတွက်ပြင်မယ်ဆိုရင်ပပကြည်ကြည်လေးနဲ့ glow look လေးကိုပဲပြင်ဖြစ်တယ် eyeshadow လဲ heavy ပုံစံထက်ရှင်းရှင်းလေးချဲအောင်ပဲပြင်ဖြစ်တယ်ကိုလည်းအဲ့လိုလေးရကိုနဲ့ပိုး light ဖက်တယ်လို့ခံစားရတယ်အရင်တော့ကတော့ဒီကွဲတက်တွေဆိုရင်လေအရာရင်တွေချဲဘူးတယ်makeup artist မလုပ်ခင်တော့ပေါ့ကိုနဲ့လိုက်တာမလိုက်တာလည်းမသိဘူးမျက်နှာမှာ makeup ပြင်ထားမယ်တိတာခြင်းလို့လေအခုတော့ကိုရဲ့ authentic look ကိုတိသွားပြီဆိုတော့ပွဲသက်ဆို natural glow look ကိုဦးစားပေးတဲ့ဘက်ကိုပြင်ဆင်ဖြစ်တော့တယ်တဲစုအမြင်ပြောရရင်လေမိတ်ကပ်နဲ့အကျန်းတဝင်မရှိဘူးပွဲတက်ကလည်းမဖြစ်မနေတက်ရမယ်ဆိုရင်အဲ့လိုအမျိုးသမီးလေးတွေကိုပေါ့နော်တတိထားပြင်စေချင်တာလေးတွေပြောမယ်နော် eyeshadow ကိုတန်းပြီးတော့အယောင်ရင့်တန်းသုံးချပလိုက်တာမျိုးရှောင်စီချင်တယ်ပါးနီကိုလည်း liquid type တခုတော့စောင့်ထားတင်တယ်ကိတ်တိုက်ကြတော့လေအချိန်မရှိတဲ့အခါကျရင်လောပြီးတော့တုံးလိုက်တဲ့အခါကျရင်ပုံသွားတတ်တယ်အချိန်မရဘူးဆိုရင်မျက်နှာတစ်ခုလုံးမှာ lip color ကိုပဲဦးစားပေးပြီးတော့တုံးကြည့်ပါပြင်တဲ့ခြင်းနဲ့ဒါပေမဲ့ယုံကြည်မှုလည်းနည်းနေသေးတယ်ဆိုရင်အရင်ဆုံးမှန်ရှိမှာကိုနဲ့အလိုက်ဖက်ဆုံးလို့ထင်တဲ့
နှခမ်းနေကာလာကိုစိုးကြည့်လိုက်အကစားပြီးတော့ကိုယ့်ရဲ့ယုံကြည်မှုကိုဖန်တီးယူကြည့်ပါယုံကြည်မှုရပြီဆိုရင်တဲဆုအခုပြင်ထားတဲ့ step လေးတွေကို try ကြည့်တကယ်လို့ပြင်ကြည့်လို့အခက်တွေ့တာမျိုးရှိတယ်ဆိုရင်လည်းကိုမန့်မှာမေးထားခဲ့ပြီးလို့ရပါတယ်တဲဆုနောက်ဗီဒီယိုမှာမျက်နှာဝိုင်းပြီးတော့ပါဖောင်းတဲ့သူတွေပြင်ဆင်လို့ရမယ်မိတ်ကပ်လွတ်တစ်ခုလုံးဒီဒေးအကုန်တူတူရီယယ်လေးတင်ဖို့ရှိပါတယ်နောက်ဗီဒီယိုကိုကြည့်လို့ရအောင်လို့ live follow လုပ်ပေးသွားပါအောင်เนาะ